ခုကြည့်နေတဲ့ကောင်လေးလိုဖြစ်ချင်ပါသလားဒီကောင်လေးရဲ့ဆွဲဆောင်မှုကြောင့်မိန်းကလေးတစ်ယောက်စိတ်ဝင်စားလာခဲ့တယ်ဒါပေမဲ့သူမကသူကြိုက်တဲ့ပုံစံမဟုတ်ပါဘူးဒါတောင်မှသူကအလကားရတဲ့တကြားလုံးကိုယူဆဖို့လောက်ခံနေမှာပဲထိုမိန်းကလေးကစိန်လက်စွပ်ကြီးထုတ်ပြလိုက်တယ်အဲ့ဒီတော့မှဒါဟာလက်ထပ်ခွင့်တောင်းတာမှန်သူရိပ်မိသွားပြီးနောင်တရခဲ့ပေမဲ့နောက်ကျသွားပါပြီသူဟာအတင်းအကျပ်လက်ထပ်ချင်းခံလိုက်ရလို့ပါမင်္ဂလာဆောင်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့လည်းမိန်းကလေးကနောက်ကနေလှမ်းဖမ်းပြီးတားဆီးခဲ့တယ်တခြားရွေးချယ်စရာမရှိတော့လို့သူဟာအခြေအနေကိုလက်ခံရင်းနဲ့နောက်ပိုင်းမှာတော့သူမကိုတဖြည်းဖြည်းတန်ရောစင်တွဲလာခဲ့ပါတယ်တရားအားလုံးအဆင်ပြေနေတော့မှပဲရုတ်တရက်မိန်းကလေးမှာကိုဝင်ပိုက်ကြီးနဲ့ဖြစ်လာပြီးဂျာမန်လို့ခေါ်တဲ့ကလေးလေးကိုမွေးဖွားလိုက်တယ်ဒါကိုမြင်တော့ကောင်လေးအယမ်းလန့်သွားတယ်ဘာလို့လဲဆိုတော့ကလေးကသူနဲ့လုံးဝမတူလို့ပါဒါကြောင့်သူဟာအိမ်ကနေစတိုးဆိုင်စီကိုအမြန်ပဲထွက်ပြေးသွားခဲ့တော့တယ်နောက်တစ်နေ့မှာတော့ကောင်လေးဟာမိန်းကလေးကကလေးကိုချော့နေတာကိုမြင်ပြီးစိတ်မကောင်းဖြစ်သွားခဲ့တယ်သူမကစိန်လက်စွပ်ကိုပါချွတ်ထားတာကိုသတိထားမိလို့သူမစိတ်ပြန်ပါလာအောင်အကြံတစ်ခုထုတ်လိုက်တယ်သူဟာလက်စွပ်တင်ထားတဲ့မိသက်ကားအယုတ်လေးကိုသူမစီတွန်းပို့ပေးလိုက်တယ်မိန်းကလေးကလည်းလက်စွပ်ကိုကောက်ယူပြီးသူ့ကိုခွင့်လွှတ်လိုက်တာမို့သူတို့နှစ်ယောက်ပြန်လဲအဆင်ပြေသွားခဲ့ကြပါတယ်